ဒီရွာလေးမှာလူတွေဟာနဂါးကိုကြောက်ရွံ့ပြီးအသက်ရှင်နေကြတယ်မိုးအုံမိုးမောင်နဲ့အတူကြောက်စိတ်တွေဟာရွာလုံးကိုဖုံးလွှမ်းနေတယ်သူတို့ကနဂါးကိုပူဇော်ပြီးကာကွယ်ပေးမယ်လို့ယုံကြည်ကြတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုအောက်မှာကြောက်ရွံ့မှုကပိုပြီးကြီးမားနေတယ်ဒီနေ့မှာဂေါတမဖရာရွာထဲသို့ငြိမ်းချမ်းစွာရှောက်လာတယ်အလင်းရောင်ပြောပြောင်းတစ်ခုကအမောင်ကိုဖြိုခွဲလိုက်တယ်လို့ဖြစ်နေတယ် The truth is simple. ဖះရှင်ကကြောက်ရွံ့မှုကတင်တို့ကိုချုံနှောင်ထားတာပဲလို့တင်ကြတယ်မေတ္တာနဲ့စိတ်တည်ငြိမ်မှုကသာအမှန်တကယ်ကာကွယ်နိုင်တယ်လို့ဆိုတယ်အဲ့ဒီအချိန်မှာတကားကြီးကမြစ်ထဲကထွက်ပေါ်လာပြီးမိုးကြီးမုန်တိုင်းနဲ့အတူကြောက်မက်ဖွယ်ဖြစ်လာတယ်ရွာသားတွေကထွက်ပြေးကြတယ်ဖះရှင်ကမလုံမရှားပဲငကားရှိမှတည်ငြိမ်စွာရက်နေတယ်အမျက်နဲ့မေတ္တာနှစ်ခုတိုက်ဆိုင်နေတဲ့အခိုက်အတန့်ပါဖះရှင်ထံမှမေတ္တာအလင်းရောင်တွေထွက်ပေါ်လာပြီးနဂါးကိုဖုံးလွှမ်းသွားတယ်အမျက်တွေတဖြည်းဖြည်းလျော့နေသွားတယ်နဂါးရဲ့မျက်လုံးတွေမြင့်လာပြီးခေါင်းကိုငြိမ်သက်စွာငုံချတယ်မုန်တိုင်းလည်းတဖြည်းဖြည်းပျောက်ကွယ်သွားတယ်နဂါးကဖះရှင်ရှိမှဂုဏ်ပြုကြတော့ပြီးရွာသားတွေဟာအံ့အားသင့်စွာကြည်နေကြတယ်နောက်ဆုံးမှာရွာလေးဟာငြိမ်းချမ်းသွားပြီး May peace and harmony follow you ငြိ always. မ်းချမ်းစွာထွက်ခွာသွားတယ်မြက်ကိုမေတ္တာနဲ့သာအနိုင်ယူနိုင်တယ်ကြောက်ရွံ့မှုထက်စိတ်တည်ငြိမ်မှုကအားကြီးဆုံးဖြစ်တယ်